အားလုံးပဲမင်္ဂလာပါ NCC ဖောင်မတင်တဲ့သူတွေအတွက် NCC ဖောင်ဘလို့တရားမယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရေဦးဆုံးဒီကောက်ထဲကိုဝင်လိုက်ပါ။ဒီကောက်ထဲဝင်ပြီဆိုတာနဲ့ဒီမှာ NCC event ဆိုတာလေးရှိပါအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲ့နှိပ်ပြီးဆိုရင်ဒီမှာ NCC event ဖောင်ဒီမှာ link ဆိုတာလေးရှိပါတယ်။ဧပြီလ30မေလ9ရက်နေ့ထိသူလျှောက်တင်လို့ရပါတယ် NCC ဟောဒီနားမှာ link လေးရှိပါတယ်အဲ့ link လေးကိုနှိပ်လိုက်ပါအဲ့ link လေးကိုနှိပ်ပြီးဆိုတာနဲ့ဒီမှာအခုလိုမျိုးပေါ်လာပါတယ်အခုလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ဆုံးမှာကိုယ့်ရဲ့ game server ရိုက်ထည့်ပြရပါမယ် game server အဆုံးရိုက်ထည့်ပြလိုက်ပါ game server ရိုက်ပြီဆိုတာနဲ့အောက်မှာ game ID ရိုက်ထည့်ပြရပါမယ်game ID ရိုက်ပြီးတော့ NCC အခု join မှာဆို NCC ကိုနှိပ်လိုက်ပါ NCC နှိပ်ပြီးဆိုတာနဲ့အောက်မှာမြန်မာတနေပြီပါကိုက TikTok နဲ့ရှောက်မှာလား YouTube နဲ့ရှောက်မှာလားဆိုကိုက TikTok နဲ့ဆိုရင် TikTok ကိုနှိပ်ပြပါပြီးသွားရင် video recording ဆိုတာကိုထည့်ပြရမှာဖြစ်ပါတယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်လုံနေတွားပြီးတော့ဖောင်မတင်ခင်မှာ copy link ယူလိုက်ပါပြီးတော့ဖြစ်ပြီလေပြီးရင်ဗီဒီယိုလင့်အောက်မှာ channel link ဆိုတာလေထည့်ပြရပါမယ် channel link ကိုကိုယ့်ရဲ့ share profile မှာတွားပြီးတော့ copy link ယူလိုက်ပါပြီးရင် channel link ထည့်ပြလိုက်ပါ channel link ပြီးပြီးဆိုအောက်မှာဒီဘက်မှာဘယ်တောက်မှာစူပါအပြာရောင်းလေးကိုနှိပ်လိုက်ပါအဲ့လေးနှိပ်ပြီးဆိုတာနဲ့ခုလိုမျိုးဖောင်တင်ပြီးသားဖြစ်သွားပါပြီ